USA နိုင်ငံဒူဆာမြို့နေဦးဟန်ဒိုခင်မိသားစုမှခမ်းဘတ်မစ်ရှင်ဟောက်မိဘမဲ့သားသမီးများကိုလစဉ်ထောက်ပံ့ခြင်းငွေများရရှိကြောင်းအထူးကျေးဇူးတင်ရှိပါသည်အနေငယ်ဆုတောင်းရအောင်ကောင်းမြတ်တဲ့ဖခင်နေရစနိုင်ပွဲကဆောင်မဖိမလမ်းပြပေးတော်မူသောဖခင်USA နိုင်ငံဒူဆာမြို့မှာနေသောဦးဟန်ဒိုခင်တို့မိသားစုရအတ္တအဖဖခင်ရဲ့လက်တော်ထဲမှာဆုတောင်းစက္ကအနံပါ၏ကမ်းဘတ်မစ်ရှင်မှာရှိနေတဲ့မိဘမဲ့သားသမီးများကိုလစဉ်ထောက်ပံ့ခြင်းငွေများအကောင်းဆုံးပို့ဆောင်ပေးတဲ့အတွက်လည်းကျေးဇူးတော်ဂုဏ်တော်ပေါင်းကိုရှိမွမ်းရည်တွက်တဲ့ဥဟန်ဒိုကနုမိသားစုရဲ့အတ္တထဲမှာလှုပ်ဆောင်မြတ်သောအမှုရာတစ်ခုချင်းစီတိုင်းကိုလည်းကွယ်ကာဆောင်မပေးတော်မူပါဖေးမလမ်းပြပေးတော်မူပါသူတို့လှုပ်ဆောင်မြတ်သောလုပ်ငန်းတာများအလုပ်ရုံများစက်ရုံများကိုလည်းကိုတော်ကောင်းကြီးပေးတော်မူပါသူတို့တော်လာလှုပ်ရှားမြတ်သောနေရာများကိုလည်းကိုတော်ဖာပြသခင်ကွယ်ကာဆောင်မပေးတော်မူပါမြင်နိုင်သောအန္တရာယ်မမြင်နိုင်သောအန္တရာယ်အပေါင်းမှလည်းဖေးမလမ်းပြပါမည်ကြောင်းဆုတောင်းစက္ကအနံပါ၏မိဘမဲ့သားသမီးများကိုကျွေးမွေးပြုစုစောင့်ရှောက်ခြင်းသည်ကိုတော်ဖာပြကိုကျွေးမွေးပြုစုစောင့်ရှောက်ခြင်းကဲ့သို့ကိုတော်မှတ်သားထားတဲ့ဂရုတော်ရှိသည့်အတိုင်းသူတို့ရဲ့ဘဝအတ္တထဲမှာကိုတော်ဖဖျားအစတရားသောကောင်းကြီးအစထောင်သောကောင်းကြီးများနဲ့ပတ်ရစ်ရိတ်သိမ်းပေးသနာစေတော်မူပါကောင်းမွန်စွာနဲ့နေထိုင်ရသောခွင့်တာ၍ပြင်ဆင်ပေးတော်မူပါကိုတော်ဖခင်ခံပတ်မရှောင်းမှာရှိနေတဲ့သားသမီးများကိုတော်ဖခင်ရရှိထားတဲ့လာစဉ်ထောက်ပံ့ခြင်းငွေများအသုံးပြုတဲ့အခါမှာလည်းအဖဖျားရဲ့နိုင်ငံတော်မြတ်ကျယ်ပြန့်ရှင်းရဖို့လုံမှာအကောင်းမွန်သောအသုံးပြုနေရသောခွင့်ပြင်ဆင်ပေးပါမည်ကြောင်းလည်းဆုတောင်းစက္ကအနံပါတယ်အဖဖျားဟာလေလုယာအဖဖျားသခင်ကျေးဇူးတော်ဂုဏ်တော်ပေါင်းကိုရှိမွမ်းရည်တွက်လျက် USA နိုင်ငံတူဆာမြို့မှာနေထိုင်သောဥဟန်ဒိုကနုမိသားစုရဲ့အတ္တကိုတော်ဖဖျားရဲ့လက်တော်ထဲမှာဆုတောင်းစက္ကအနံတဲ့အခါမှာတပါးရီတော်သားတော်ယေရှုဖျားရဲ့မဟာနာမတော်မြတ်၌ဆုတောင်းစက္ကအနံပါတယ်မေတ္တာတော်ရှင်ဖဖျားသခင်အာမင်